လိုက်တိတတ်တဲ့မိန်းကလေးလို့ပြောလိုက်ရင်လူမှုပတ်ဝန်းကျင်မှာရောချီးမှာပါလူတိုင်းကချီးကျူးကြတယ်။ Green flag လို့သတ်မှတ်ကြတယ်။လက်ထပ်ဖို့အထိအကောင်းဆုံးမိန်းကလေးလို့အမွှန်းတင်ကြပါတယ်။ဒါပေမဲ့ချီးတစ်ခုမှာအမြဲတမ်းကိုယ့်ဘက်ကပဲအလိုက်တိပေးလို့ရတဲ့အခါနောက်ကွယ်မှာဘလောက်တောင်စိတ်ပင်ပန်းရလဲ။ဘလောက်တောင်တယောက်တည်းချင်းကုန်ခဲ့ရလဲဆိုတာအဲ့ဒီကောင်မလေးကိုယ်တိုင်ကလည်းဘယ်သူမှမသိနိုင်ပါဘူး။သူ့လောက်ခွေမှာစိတ်အနှောက်အယှက်ပြီးမှဆုံးလို့ကိုယ့်ဘက်ကပဲအမြဲလျှော့ပြီးရဲ့သူ့တငယ်ချင်းတွေနဲ့ရှိနေတဲ့အချိန်ဒါမှမဟုတ်အလုပ်ချုပ်နေတဲ့အချိန်မှာကိုကအရင်တတိယနေရတော့လောက်ရှက်မိမှဆိုလို့စာမဖို့ပဲဖုန်းလေးကိုကိုင်းပြီးအော်ရီထားတယ်။သူစိတ်ညစ်နေရင်ကိုကပါလိုက်ပြီးအလိုက်တတိနဲ့ပြက်ကွယ်ပြလိုက်တယ်။ကိုစိတ်ကောက်ချင်ရင်တော့ငါစိတ်ကောက်လိုက်ရင်သူစိတ်ညစ်သွားမလားဆိုပြီးကိုစိတ်ကိုပြန်ထိချုံလိုက်ရတာမျိုးပေါ့။အပြင်ပန်းကြည့်ရင်တော့အဆင်ပြေပြီးရံမဖြစ်တဲ့တာယာလုံးတဲ့ relationship ပြီးလို့တော့အလုံးကထင်ကြပါပါဒါပေမဲ့ကိုယ့်ဘက်ကပဲအမြဲအလိုက်တည်ပြီးနေရတဲ့ကောင်မလေးရဲ့ရင်ထဲမှာတော့ဝန်းချက်မှုတွေကြီးချမ်းမှုတွေနဲ့ငါ့ကိုရောသူကအလိုက်တည်ပြီးမှလဲဆိုတဲ့မျိုးပုံတွေကတဖြည်းဖြည်းနဲ့အစိတ်တောက်လို့ကုန်လာတတ်ပါတယ်ဒီနေ့မိကအမြဲအလိုက်တည်ပြီးနေရလို့စိတ်ပင်ပန်းနေတဲ့ကောင်မလေးရဲ့ရုပ်မြင့်တဲ့အတူဒါကိုဖို့အတွက်ရောသူ့အတွက်ပါထိခိုက်စေပဲဘယ်လိုမျိုးအဆင်ပြေအောင်ညှိနှိုင်းရမလဲဆိုတာကိုခြေတုံးဝဲပြပြပေးသွားခြင်းပါတယ်ဗီဒီယိုလေးမစားခင်မှာမြေပြပြရဲ့အကြောင်းအရာလေးတွေကိုမောကြရဲစိတ်ဝင်စားရဲဆိုရင်တော့ကွန်မန့် channel လေးကို subscribe လုပ်ထားပေးကြပါအောင်နော်အမြဲတမ်းအလိုက်တည်ပေးတဲ့ကောင်မလေးတွေရဲ့စိတ်နေစိတ်ထားကကိုယ်ပယ်ရှင်မှုထက်သူ့ရဲ့စိတ်အေးချမ်းမှုကိုဦးစားပေးတာဖြစ်ပါတယ်ကိုစိတ်ဆိုးတာကိုဝမ်းနေတာကိုနာကျင်တာတွေကိုအပြင်ထုတ်ပြရဲကြတော့ငါကစိတ်ကောက်လိုက်ရင်သူစိတ်ညစ်သွားမလားငါကြောင့်သူအလုပ်တွေပြတ်သွားမလားဆိုပြီးကိုယ့်ရဲ့ခံစားချက်ကိုဒုတိယဦးစားပေးနေရမှာပဲအမြဲထားတတ်ကြတယ်ဒါပေမဲ့စိတ်ပညာအရာခံစားချက်တွေကိုအတင်းဖိနှိပ်ထားတာကစံမုန်းတစ်ခုလေးကိုအခိုးငွေတွေအတင်းသိမ့်ထည့်ထားသလိုပါပဲဒီရှိမှအချင်းပေါ်စိတ်ကုန်လာတာဖြစ်တာတပြီးတရရက်မှာတော့အသေးခွဲကိစ္စလေးနဲ့အကြီးကျယ်ပောက်ကွဲထွက်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်အလိုက်သိချင်းကကိုယ့်ကိုညှဉ်းပန်းရတဲ့အထိဖြစ်မသွားဖို့လည်းလိုအပ်ပါတယ်။ဖိုကတော့သူ့အဆင်ပြေဖို့သူ့ရဲ့စိတ်ချတတ်မှုအတွက်နောက်ွယ်ကနေအများကြီးလိုက်တည်ပေးထားရပေမဲ့ကောင်လေးတွေဘက်ကဒါကိုသတိမထားမိရမျိုးခဏခဏကြုံရတတ်ပါတယ်။ယောက်ျားလေးရဲ့တဘာဝကအရေးချေကြီးတာအရန်ညံ့ကြတာကိုသူတို့ကအော်ငါကောင်မလေးကအဆင်ပြေနေရပဲဘာပြဿနာမှမရှိဘူးနားလည်ပေးနိုင်တယ်လို့ရိုးရိုးရှင်းရှင်းတွေးသွားတတ်ကြတယ်။အဲ့ဒီအခါမှာကောင်မလေးဘက်ကငါကတော့သူ့အတွက်ဒီလောက်လိုက်တည်ပေးရတာလူကငါ့ကိုနည်းနည်းလေးတော့ပြန်ခဲ့မညာကြည့်ဘူးငါရဲ့အလိလာခံမှုကိုမမြင်ဘူးဆိုပြီးတိတ်တိတ်လေးစိတ်ငါတင်ရပါတယ်ချစ်သူရှိနေပါလျက်နဲ့အချီးကျန်ဆုံးအချိန်ကကိုယ့်ရဲ့ပြီးဆက်မှုကိုကိုချစ်ရတဲ့သူကသတိမထားမိတဲ့အချိန်ပါပဲဒါကအရန်ကိုကြောက်ဖို့ကောင်းပါတယ်ကိုယ့်ဘက်ကပဲအမြဲတမ်းရပါတယ်မောင်စင်ပြေပြီးတာပဲလို့ပြောလို့တဲ့အခါမှာဒီရှိသူတို့ဘက်ကဒါကိုတာဝန်တစ်ခုလိုမျိုးသူ့တဘာဝကိုကဒီလိုပဲအလိုက်သိတာပဲဆိုပြီးအလေးထားပြသွားတတ်ပါတယ်။ကိုယ့်ရဲ့အလိုက်သိမှုတွေကတမုံရှိတော့ပဲမင်းကအမြဲစီပီနေကြပဲဟာဆိုတဲ့စကားလုံးမျိုးနဲ့တုံ့ပြန်ခံရတဲ့အချိန်ဖြစ်လာနိုင်ပါတယ်။သူ့ရဲ့စိတ်အခြေအနေသူ့ရဲ့ schedule သူ့ရဲ့စံနှုန်းတွေကိုပဲအမြဲမဟုတ်ပြုပြီးလိုက်သိဖြစ်စေပေးနဲ့ငါကောဘာဖြစ်ချင်တာလဲငါကောဘာကိုသဘောကျတာလဲဆိုတော့ကိုယ်ပိုင် version မှုတွေကိုယ်ပိုင်ဆန္ဒတွေပြောင်းဆုံးသွားတတ်ပါတယ်အချစ်ဆိုတာကနှစ်ယောက်လုံးမြတ်မြတ်တတပြောရှင်ရမယ့်လမ်းခီးဖြစ်ပြီးတော့တယောက်တည်းကပဲထူထောက်အလိုက်တည်ပေးနေရတဲ့ပုံစံမျိုးကတော့ဒီရှင်မှာဘလို့မှအဆင်မပြေနိုင်ပါဘူး။ဒါဆိုရင်မိကမိကိုလေးတစ်ခုမေးစရာရှိပါတယ်။အလိုက်မသိပဲစတီကိုလှုပ်ပြီးစိတ်ကောက်ရတော့မှလားဆိုတော့လုံးဝမဟုတ်ပါဘူးရှင်။အလိုက်တည်တာကအရန်ကိုကောင်းတဲ့အရေးချင်းပါ။ဒါပေမဲ့ healthy boundary ဆိုတဲ့ကျမ်းမာတဲ့စီးဝိုင်းလေးတစ်ခုတော့ရှိဖို့လိုပါတယ်။ကိုမနာကျင်စေမဲ့အလိုက်သိမှုမျိုးပဲဖြစ်ရပါမယ်။သူအလုပ်ရှုပ်နေတဲ့အချိန်မှာအနောက်ရှက်မပေးရအလိုက်သိရဟုတ်ပါတယ်။ဒါပေမဲ့သူအားတဲ့အချိန်ကျရင်တော့ရင်ထဲမှာအောက်မထားပဲနဲ့မောင်အလုပ်ရှုပ်နေတော့ကမောင်ကိုစိတ်ရေးစေခြင်းလို့မိစာမဖို့ပဲတိတ်တိတ်လေးနေပြီးအားဒါပေမဲ့မိမောင်ကိုရမ်းတတိယနေရနော်။ခုအားပြီဆိုတော့မိကိုအချိန်နည်းနည်းပေးပါအောင်ဆိုပြီးကိုယ့်ရဲ့ကြိုးစားမှုကိုချွတ်ချွတ်သားလေးအတိပေးပါ
ဒါဆိုသူလည်းကိုကိုဖို့ချစ်တိုးလာပါလိမ့်မယ်ခုနကပြောခဲ့သလိုပဲယောက်ျားလေးတွေကစကနာထိုးတာနဲ့အရေးပြတာတွေကိုနားမလည်ပါဘူးစားကြောင့်အလိုက်တီးပြီးအောက်ခံမနေပဲနဲ့ဒီနေ့တော့မိမောက်နာမှာကလေးတယောက်လိုစိတ်ကောက်ချင်တယ်ဈေးကိုစိတ်သက်သာအောင်ချော့ပြီးပါဆိုပြီးကိုယ့်ရဲ့လိုအပ်ချက်ကိုတောင်းဆိုတတ်ဖို့လိုပါတယ်ကိုယ်တိုင်ကလည်းအလုပ်မအားလို့စိတ်ပင်ပန်းနေလို့သူ့ကိုမကူညီနိုင်တဲ့အခါမှာဒါမှမဟုတ်သူနဲ့မတွေ့နိုင်တဲ့အခါမျိုးမှာတင်းအလိုက်တီးပြီးလက်ရုံးနေပါနဲ့မိဒီနေ့စိတ်နဲ့ပင်ပန်းနေလို့အိမ်မှာပဲနားကျင်နေမောင်းလို့ဖွင့်မလင်းလင်းပြောတာကပို့ပြီးတော့ရရှင်ခိုင်မြဲစီအချစ်ရေးတစ်ခုရရှင်ခိုင်မြဲမှုဆိုတာကလိုက်တိကျတဲ့မိန်းကလေးတယောက်တည်းအားထုတ်မှုအနစ်နာခံမှုတစ်ခုရဲနဲ့ဘလို့မှမလုံလောက်ပါဘူး။ဆရာရဲ့အလိုက်တိမှုကိုတယောက်ကတမိုးထားပြီးငါကောင်မလေးကငါ့ပေါ်အလိုက်တိပေးရှာတာပဲ။ငါလည်းသူ့ကိုပြန်ယူဆရမယ်ဆိုရက်အပြန်လည်ငှက်ညာပေးနိုင်မှသာအဲ့ဒီအချစ်ရေးကနေရာလုံးအတွက်စိတ်ချမ်းသာစရာကောင်းပါပါ။သူ့ကိုမချစ်ခင်ကိုယ့်ရဲ့ခံစားချက်တွေကိုလည်းအရင်ဆုံးချစ်ပေးပါ။တမိုးထားပေးပါ။ကိုယ့်ရဲ့ချစ်သူမှလည်းလိုအပ်ချက်တွေရှိသလိုကို့မှာလည်းစောင့်ရှောက်ခံမှုချော့ခံမှုလိုအပ်ချက်တွေရှိရမှုရင်းချက်တဲ့စကားလုံးတွေနဲ့ရင်ဖို့ဘယ်တော့မှမကြောက်ကြပါနဲ့နော်ဒီနေ့တော့ကတော့ဒီလောက်ပါပဲရှင်အားလုံးပဲတယောက်ကိုတယောက်အပြန်လည်ငှက်ညာတတ်တဲ့ကိုယ့်ကိုယ်လည်းမပြောင်းဆုံးစေရဲ့ညှတာတဲ့ချီးမျိုးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်နောက်ဗီဒီယိုမှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ရှင်အားလုံးပဲကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်